ဒီမိန်းကလေးဟာအမျိုးသားတဦးနဲ့အတူနေပြီးတဲ့နောက်မှာမထိန်ချုပ်နိုင်တော့ပဲသူမရဲ့ကိုယ်ပေါ်ကနေညွေမီတစ်ခုထွက်ပေါ်လာပါတယ်ဒီရုပ်တရက်ပြောင်းလဲမှုကြောင့်သူမဟာထိတ်လန့်တုန်လှုပ်ပြီးပြာရခတ်သွားပါတယ်သူများတွေတီးသွားမှဆိုတာကြောင့်သူမရဲ့မော်တက်ကိုတုံးပြီးအမိကိုဖျက်တောက်ဖို့စူးစမ်းပေမဲ့ဘလို့မှဖျက်လို့မရခဲ့ပါဘူးအခန်းထဲကအတန်တွေကိုတယောက်ယောက်ကြားသွားတာကြောင့်သူမဟာအပြင်ဘက်တောအုပ်ထဲကိုမတက်တာပဲထွက်ပြေးပုံအောင်လိုက်ရပါတယ်အမိကပိုရှည်လာတာကြောင့်သူမဟာလူတွေတီးကုန်မှဆိုတာကြောင့်ဘလို့နည်းနဲ့ဖြစ်ဖြစ်ဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အမိဟာသူမရဲ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်နေတာကြောင့်ဖယ်ရှားလို့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာလမ်းသွားလမ်းလာမိန်းကလေးတဦးကဒါကိုမြင်သွားပြီးသူမရဲ့အခက်ခဲကိုကူညီတဲ့အနေနဲ့မော်ပလဲတစ်လုံးကိုထုတ်ပေးလိုက်ပါတယ်အမိပြောက်ကွယ်သွားပေမဲ့ပလဲရဲ့တုံ့ပြန်မှုတန်ကြောင့်သူမဟာကလေးဘဝကိုပြန်ရောက်သွားပါတယ်သူမရဲ့မျက်လုံးတွေကခရမ်းရောင်လင်းတွေထွက်ပေါ်နေတာကြောင့်တခြားကလေးတွေကသူမကိုမိစ္ဆာတကောင်လိုသတ်မှတ်ပြီးရရဆက်ဆက်ဝိုင်းဝန်းနိုင်ကျင့်ကြပါတယ်ကံကောင်းထောက်မစွာနဲ့ကျင်နာတတ်တဲ့အမျိုးသမီးငယ်တဦးကသူမကိုကယ်တင်လိုက်ပါတယ်ဒီပြုမှုဟာသူတို့နှစ်ယောက်လုံးရဲ့ကံကြမ္မာကိုထာဝရပြောင်းလဲစေခဲ့ပါတယ်အဲ့ဒီအမျိုးသမီးငယ်ဟာသူမကိုညီမအရင်လိုစောင့်ရှောက်ပြီးမိဘတွေကလည်းသမီးရင်းလေးလိုပဲမေတ္တာနဲ့ပြုစုပြောထောင်ပေးကြပါတယ်သူမကတော့ဒီလိုအေးချမ်းတဲ့ဘဝလေးဟာထာဝရတည်မြဲမယ်လို့ထင်နေခဲ့တာပါဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့အမဖြစ်သူကမုံသွားဝယ်ရင်းနဲ့မောက်မာရက်ဆက်မှုမှာနမေကြီးတဲ့အိမ်ရှိမင်းသားနဲ့မင်းသမီးတို့ကိုမတော်တဆဆုံမိပါတယ်အမဖြစ်သူဝတ်ထားတဲ့အင်ကြီးဟာအိမ်ရှိမင်းသမီးဝတ်ထားတာနဲ့စင်တူနေုံလေးနဲ့တင်မင်းသမီးကအင်ကြီးကိုအတင်းချွတ်ခိုင်းပြီးလမ်းမပေါ်မှာအသေးရိုက်တက်ဖို့အမိန့်ပေးလိုက်ပါတယ်သမီးကိုကယ်ဖို့စူးစမ်းတဲ့မိဘတွေလည်းမင်းသားရဲ့အမိန့်နဲ့နိုင်ငံတော်ပုံကံမှုဆိုတဲ့ဆွဆွဲချက်ခံရပြီးလူမိုက်တစုရဲ့လက်ချက်နဲ့အသေးရိုက်တက်ခံလိုက်ရပါတယ်သူမရောက်လာတဲ့အခါမှာတော့မိသားစုဝင်တွေရဲ့အလောင်းတွေကိုပဲတွေ့လိုက်ရပါတော့တယ်အမဖြစ်သူရဲ့မိသားစုအတွက်ကလဲ့စားချေဖို့သူမဟာအိမ်ရှိမင်းသားနန်းတော်ကိုပြန်မဲ့လမ်းမှာစောင့်ဆိုင်နေခဲ့ပါတယ်သူမရဲ့အလှပကိုတုံးပြီးမင်းသားကိုမြှုပ်ဆွဲလိုက်တဲ့အခါမင်းသားဟာသူမရဲ့အလှမှာအကြီးကျယ်နစ်မောသွားပါတယ်သူတို့နှစ်ဦးရင်းနှီးနေတဲ့မြင်ကွင်းကိုအိမ်ရှိမင်းသမီးမြင်သွားတဲ့အခါသူမမျောလင့်ထားတဲ့အတိုင်းမင်းသမီးဟာဒေါသအမျက်တထောင်းထောင်းထွက်လာပြီးသူမကိုတတ်ဖို့အမိန့်ပေးပါတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေရုတ်တရက်ပြသွားတဲ့အခါမှာတော့အိမ်ရှိမင်းသမီးကစိတ်ပြောင်းသွားပြီးသူမကိုနာမကျန်းဖြစ်နေတဲ့ဘရင်မင်းကြီးစီပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမရဲ့အလှနဲ့မြှုပ်ဆွဲပြီးဘရင်ကြီးရဲ့နောက်ဆုံးကြံတဲ့အားအင်တွေကိုကုန်ခန်းစေကမင်းသားနန်းတက်နိုင်အောင်အကွက်ဆင်တာပါဘရင်ကြီးဒေတာနဲ့မိဖုရားကောင်ကြီးဖြစ်လာဖို့ရည်ရွယ်ပြီးသူမကိုလွတ်လိုက်ပေမဲ့သူမရဲ့တကယ်ပြစ်မှတ်ကမင်းသားမဟုတ်ပဲဘရင်ကြီးဖြစ်နေတာကိုသူတို့မသိကြပါဘူးတကယ်တော့သူမဟာနှုတ်ဝါနဲ့ဖျားမရဲ့အနွယ်တော်ဖြစ်ပြီးထူးခြားတဲ့စွမ်းအားတွေရှိသူပါဘရင်ကြီးမှာအမွေခံမရှိတာကိုသူမသိတယ်လို့သူမရဲ့အစွမ်းနဲ့ဘရင်ကြီးကိုပြန်လဲကျမ်းမာလာစေနိုင်ပါတယ်ဘလောက်ပဲယောဂတိပါစေ9ရက်အတွင်းသူမကုသပေးနိုင်ပါတယ်အကယ်၍သူမသာဘရင်ကြီးရဲ့ရင်သွေးကိုကိုဝန်ဆောင်နိုင်ရင်မင်းသားဟာယာတုကနေပြုတ်ကျသွားမှာပါတကယ်ပဲဘရင်ကြီးဟာသူမရဲ့ဆွဲဆောင်မှုအောက်မှာမလွန်ဆန်နိုင်ပဲ9ရက်နဲ့9ညကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်သူမဟာဘရင်ကြီးရဲ့ရင်သွေးအမွာ3ယောက်ကိုကိုဝန်ရရှိခဲ့ပြီးဒါဟာသူမရဲ့ကလဲ့စားချေမှုအစီအစဉ်ကိုပိုပြီးအရှိန်ရစေပါတယ်အခုဆိုရင်ဘရင်ကြီးနိုးလာဖို့အချိန်နဲ့ငယ်ပဲလိုပါတော့တယ်9ရက်လုံးလုံးအိပ်ရာထဲလဲနေတဲ့ဘရင်ကြီးကိုတေးပြီးလို့ထင်မှတ်ပြီးမင်းသားနဲ့မင်းသမီးဟာမေတော်ကြီးစီကိုအပြေးလွှားသတင်းပို့ကြပါတယ်မေတော်ကြီးလည်းစိုးရိမ်တကြီးနဲ့မင်းကြီးရဲ့အခန်းကိုရောက်လာပါတယ်ဘရင်ကြီးရဲ့အခြေအနေကိုကြည့်ပြီးမေတော်ကြီးကဝမ်းနဲ့ပူဆွေးနေပေမဲ့မင်းသားကတော့တိတ်တဆိတ်ဝမ်းသာနေပါတယ်ကိုဝန်ဆောင်ထားရတဲ့သူမဟာမော်တက်ကိုတုံးလို့မရတာကြောင့်ဘရင်ကြီးနိုးလာတဲ့အထိအချိန်ဆွဲပြီးမိမိကိုယ်ကိုကာကွယ်နေရပါတယ်သူမဘာမှရှင်းပြခွင့်မရခင်မှာပဲအိမ်ရှိမင်းသမီးကသူမကိုပါရိုက်လိုက်ပြီးဘရင်ကြီးတေဆုံးမှုအတွက်အပြစ်ပုံချပါတယ်မေတော်ကြီးကလည်းမင်းသမီးရဲ့စကားကိုယုံပြီးသူမကိုကွပ်မျက်ဖို့ချက်ချင်းအမိန့်ပေးပါတယ်သူမမှာကိုဝန်ရှိနေကြောင်းနဲ့ဘရင်ကြီးမကြခင်နိုးလာမှာဖြစ်ကြောင်းအမြန်ပြောပေမဲ့နန်းတွင်သမားတော်ကဘရင်ကြီးမှာတွေးခုံလုံးမရှိတော့ဘူးလို့စစ်စစ်ပြောကြားလိုက်ပါတယ်ဘရင်ကြီးတေပြီးဆိုတဲ့စကားကိုကြားရတဲ့အခါမေတော်ကြီးဟာဝမ်းနဲ့လုံးလို့တတိလက်သွားပါတယ်ထီးနှန်းကိုလောဘတက်နေတဲ့မင်းသားကတော့နန်းတွင်ဝင်ကြီးအားလုံးကိုခေါ်ပြီးတင်းကျုပ်ဖို့ပြင်ဆင်ခိုင်းပါတယ်ဘရင်ကြီးကိုခေါင်းတလားရဲထည့်လိုက်ကြပြီးသူမကိုလည်းဘရင်ကြီးကိုတက်ရန်ကြံစီမှုနဲ့အတူခေါင်းတလားထဲမှာအရှင်လက်လက်မြုပ်နှံဖို့အမိန့်ပေးလိုက်ပါတယ်အိမ်ရှိမင်းသမီးကသူမကိုခေါင်းတလားထဲအတင်းတုံးထည့်ခိုင်းပါတယ်သူမမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲဘရင်ကြီးပြန်လဲနိုးထလာမှုကိုဖော်ဆောင်ပေးမဲ့နောက်ဆုံးတော့အမွှေးတိုင်လေးဟာလည်းလောင်ကျွမ်းကုန်ဆုံးသွားပါတော့တယ်ဗျာ